Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ clip လေးမှာတော့ AI agent ကိုအလုပ်ထဲမှာသုံးမယ်ဆိုရင်ကျွန်တော် channel လေးတချို့ကို share လိုက်ချင်ပါတယ်ကျွန်တော်ဒီနေ့ AI agent ကိုသုံးတော့မယ်ဆိုရင်AI agent ဆိုတာဘာလဲဆိုတာကိုရင်သိဖို့လိုတယ်ပေါ့နော်ကျွန်တော် AI နဲ့ AI agent နဲ့ကျွန်တော်ရှင်းကြည့်မယ်ဆိုရင်ကျွန်တော် AI မှာတော့ကျွန်တော်ကမေးခွန်းတစ်ခုမေးလိုက်မယ်ဒါမှမဟုတ် instruction တစ်ခုလုပ်ပြီးခိုင်းလိုက်မယ်သူကအဲ့ဒါလုပ်ပြီးသားရင်ပြီးသားပြီပေါ့နော်ဆိုတော့သူကတော့ one question one answer ပဲသူမှကျမတို့ကို follow လိုက်တာမရှိဘူးပေါ့နော်ကျမတို့ကနောက် instruction တခုပါပေးမယ်တာမဟုတ်ဘူးဘယ်လိုမေးခွန်းတွေကြတော့မေးမလဲဆိုတာကိုသူကဆက်ပြီးတော့ဒါကိုစောင့်နေမယ်ပေါ့နော်ဆိုတော့ AI agent ကတော့အလုပ်မဟုတ်ဘူးကျွန်တော်အနေနဲ့သူလုပ်ရမယ့်အလုပ်ပေါ့နော် code တစ်ခုချပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့က code ချပေးလိုက်မယ်လိုချင်တဲ့ outcome တစ်ခုကိုကျွန်တော်တို့ပြောလိုက်မယ်ဆိုရင်သူကအစအဆုံးသူကသူလုပ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ code လိုလုပ်တဲ့ခါမှာလည်းသူကအစင်လေးတွေခွဲပြီးတော့ကျွန်တော် coding သုံးပြီးတော့သူလုပ်မလားဒါမှမဟုတ် email တွေသုံးပြီးလုပ်မလားစသည်ဖြင့်ပေါ့နော်သူကအဲ့ဒါတွေအကုန်လုံးနဲ့လည်း connect လုပ်ထားပြီးတော့ဒီ tools တွေသုံးပြီးတော့သူကလုပ်သွားမှာဖြစ်တယ်အဲ့တော့သူချင်း content တွေကတစ်ခုမှတစ်ခုအစင်မပြေနောက်တစ်ခုနောက်တစ်မျိုးပြောင်းပြီးတော့သူဆန်းသွားပြီးတော့ကျွန်တော်တို့လိုချင်တဲ့ကိုရအောင်လုပ်သွားမှာဖြစ်တယ်ပေါ့နော်ဒါကကြတော့ AI agent နဲ့မတူ AI ရိုး AI နဲ့မတူတာကရိုး AI ကတော့ကျွန်တော်တို့မေးခွန်းလေးတွေမေးမယ် instruction လေးတွေခိုင်းမယ်ပေါ့ AI agent ကတော့ကျွန်တော်တို့ code တစ်ခုပေးလိုက်ရင်အဲ့ code ကိုသူကမြင်ရမချင်းသူလုပ်သွားလိမ့်မယ်ပေါ့နော်အစအဆုံးAI agent ကိုကျွန်တော်တို့သုံးမှမယ်ဆိုရင် pros and cons တွေသိထားရမယ်ပေါ့နော်AI agent ကကျွန်တော်တို့အနေနဲ့အဆင့်တွေအများကြီးပါတယ်အလုပ် process တစ်ခုကိုကျွန်တော်တို့ခိုင်းမယ်ဆိုရင်သူကအချိန်တွေအများကြီးသက်သာသွားမယ်ကျွန်တော်တို့တက်ကိုသူက24နာရီပတ်လုံးနားတိမရှိမဲ့သူလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ညအချိန်တွေမှာလည်းသူခိုင်းထားတဲ့လုပ်ကိုသူလုပ်နေလိမ့်မယ်ပေါ့နော်နောက်တစ်ခုကတော့ scalability မှာလည်းကျွန်တော်တို့ကတပြိုင်တည်းမှာပဲသူကprocess တစ်ခုကိုပဲဒီ process ကိုပဲအချိန်ပေါင်းများစွာလုပ်ရမယ်ဥပမာကျင်းရအတွက်100 1000စသဖြင့်အများဆုံးအများကြီးလုပ်ရမယ်ဆိုရင်လည်းသူက handle လုပ်နိုင်တယ်နောက်တစ်ခုကတော့ခုနကပြောလို့ရ approach တစ်ခုကိုမရဘူးဆိုရင်နောက်တစ်နည်းနဲ့သူချင်းကပ်သွားပြီးတော့လိုချင်တဲ့ဘန်းနိုင်ရအောင်လို့သူကသွားမှာဖြစ်တယ်သူခုနကလည်းပဲကျွန်မပြောလို့ပဲ code တို့ database ဆိုရင်သူက one flow ပေါ့အကုန်လုံးနဲ့သူချိတ်ဆက်ထားမှာဖြစ်တယ်သူမှတော့ကျွန်တော်တို့သူ့ကိုသုံးရင်တော့ကျွန်တော် risk ရှိတယ်ဘယ်လို risk မျိုးလဲဆိုတော့ဥပမာအဖြစ်အမှားတေးသေးလေးကနေပြီးတော့ snowball effect ဖြစ်လာတာမျိုးပေါ့နော်ဆိုတော့သူကကြတော့သူအစင်းစစ်ခွဲပြီးလုပ်တဲ့ဟာကိုကျမတို့အနေနဲ့မမြင်ရဘူးကျမတို့ကလိုချင်တာက goal ပဲဖြစ်တဲ့အတွက်သူကအဲ့ outcome ကိုရအောင်ပဲသူကလုပ်မှာအဲ့တော့ကျမတို့ကဥပမာပြ information ပေးလိုက်တာမှားတာပဲဖြစ်ဖြစ်တခုမှားသွားတယ်ဆိုရင်သူလုပ်နေတဲ့ဟာကအဲ့ဒီအမှားကြီးပေါ်မှာအခြေခံပြီးလုပ်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ result ပဲမြင်ရတော့ကျမတို့ result မြင်တဲ့အချိန်မှာအမှားတွေကအများကြီးဖြစ်သွားပြီအကြီးကြီးဖြစ်သွားပြီပေါ့နော်ဥပမာပြောမယ်ဆိုရင်ကျမတို့ကသူ့ကို customer inquiry မှာကျမတို့ထားလိုက်မယ်ပေါ့အဲဆိုတော့ customer ကမေးခွန်းတစ်ခုမေးလိုက်ရင်သူကကျမတို့ကသူ့ကိုဒီကျမတို့ရဲ့ပစ္စည်းတွေဒါမှမဟုတ်ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ information လေးတွေပေးထားမယ်ဈေးနှုန်းလေးတွေပေးထားမယ်ပေါ့သူ့ကို customer ကဈေးဘယ်လောက်လဲ information လေးတွေမေးထားရဆိုရင်သူကအဲ့ဒီကနေ data ကိုဆွဲယူပြီးသူကပြန်ဖြေပေးတာပေါ့နော်ကျမတို့က customer ကိုကျမတို့အနေနဲ့ဈေးနှုန်းလေးတွေပေးလိုက်တဲ့ခါမှာဖြစ်စေ information ပေးလိုက်တဲ့ဖြစ်စေပေါ့နော်ကျတော့တစ်ခုမှားသွားပြီဆိုရင်ကျမတို့ကအဲ့မှားကိုကျမတို့ကလည်းမသိခဲ့ဘူးဆိုရင် AI ကဒီဟာကို agent ကဒီဟာကိုသွားယူဖတ်ပြီးတော့ customer ကိုပြန်ပြောဆို information အမှားကြီးကိုသူတစ်လျှောက်ပြောနေမှာပေါ့နော်ကိုကွင်းမြင်အောင်ပြောရရင်တော့ကျမတို့မှအဖြစ် pricing ပြောတဲ့ခါမှာပေါ့ကျတော့သသိန်းတန်ပစ္စည်းကို3ညတစ်လုံးလိုသွားပြီ1000လို့ပြောလိုက်မိရပေါ့ကျမတို့က information ကိုပေးလိုက်မိရပေါ့အဲ့1000 information ကြီးကိုကင်ထားပြီးတော့customer ကိုပစ္စည်းကဘယ်လောက်ကျလဲလို့ customer မေးလိုက်တဲ့အချိန်မှာ1000လို့ပြောလိုက်တယ်ကျတော့သူ့ကို automation ကို invoice strategy လုပ်ပေးပါလို့ပြောလိုက်ရင်သူကcustomer နဲ့အမေးဖြေလုပ်တယ် order confirmation လုပ်တယ်ဘောနော် customer ကလည်းယူမယ်ဆို order confirmation လုပ်တယ် invoice တွေထုတ်တယ် invoice တွေ customer ကိုပို့တယ်ပေါ့ဒါတွေအကုန်လုံးသူ process တွေလုပ်ပြီးသွားပြီထွက်လာတဲ့ result မှာ customer ပေးလိုက်တဲ့ payment ကြတော့မှကျမတို့ရဲ့ result ကထွက်လာပြီးပေးလိုက်တဲ့ payment ကြတော့မှ amount တွေအရန်ကြီးกว่าနေတာကျမတို့တွေးလိုက်တယ်ဆိုရင်ကျမတို့ကအရန်နောက်ကျသွားပြီအကုန်လုံးကပေါ့နော် process ကြီးတစ်ခုလုံးကအမှားကြီးကိုဟိုးဈေးနှုန်းလေးတစ်လုံးမှားလိုက်တာအကုန်လုံးတောက်လျှောက်တယ်လာပြီးတော့ customer ပေါ်မှာကျတော့ဈေးမိုင်းပြောပြီးအဲ့ဈေးမိုင်းတွေထွက်လာပြီးတော့အလုပ်တော့အရန်နစ်နာသွားတယ်ပေါ့နော်သူစမှာ snowball effect ရှိတယ်နောက်တစ်ခုကတော့သူကပုံမှန် software လို့ဘယ်ဆင့်ဆိုတာလေးကိုကျမတို့အနေနဲ့မမြင်ရဘူးသူ့ behavior က predict လုပ်ရဖို့ခဲရင်းနေပေါ့နော်နောက်တစ်ခုကတော့ကျမတို့ email တွေ
file တွေကိုသူ့ကို access ပေးရတယ်တချို့ကျမတို့ခိုင်းလိုက်တဲ့ process တွေမှာ access ပေးဖို့လိုတယ်ပေါ့နော်အဲဆိုကျမတို့ email ကိုသူဝင်ဖတ်မယ်ဝင်ကြည့်မယ်organize လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့မှာဆိုရင်ကျမတို့က security risk ရှိတယ်ကျမတို့ email တွေကိုသူကအမှားပြီးတော့ဖြတ်တာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ goal မှားသွားလို့သူတစ်ခုမှားပြီးလုပ်လိုက်တာမဟုတ် file ကို access တစ်ခုမှားပြီးပြင်လိုက်တာတော့အဲ့ဒါမျိုးတွေသူလုပ်လိုက်တယ်ဆိုရင်ကျမတို့ဒီမှာလုံခြုံရေး risk ရှိရယ်နောက်တစ်ခုကတော့ goal လို့ကျမတို့ကကျမတို့ကိုယ်တိုင်ကတခြားမကွဲပြားဘူးဒါမှမဟုတ် goal ကဒီနေ့တော့ပေးလိုက်တာတစ်ခုနောက်နေ့ကျတော့ဒါလေးနဲ့ဖြည့်ရင်ကောင်းမှဆိုထပ်ဖြည့်ထည့်ဆိုရင် goal တွေအများကြီးများသွားပြီးတော့ wrong results တွေထွက်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့သူ့ကိုအရင်ပဲကျမတို့ကမှီခိုနေရပေါ့နော်ဟို output တွေကိုကျမတို့ check မလုပ်ဘဲနဲ့သူ့ကိုအများကြီးမှီခိုနေတယ်သူ့ကိုပဲအဆအဆုံးလုပ်ခိုင်းနေယုံကြည်နေဆိုရင်ကျမတို့ ਨੇ ခုနလိုအမှားဖြစ်လာပြီဆိုရင်ကျမတို့တို့ကအရင်အနေများတယ်ပေါ့နော်ဆိုတော့ဒါကတော့သူ့ရဲ့ pros and cons တွေသိထားမှာဖြစ်တယ်အခုကတော့ human in the loop ပေါ့ဒီမှာဆိုရင်ကျမတို့အနေနဲ့ဘယ်လိုမျိုးလေးတွေလုပ်လို့ရလဲဆိုရင်ကျမတို့ fully automatic သူက AI ကိုအစအဆုံးကျမတို့လုပ်ခိုင်းလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ကျမတို့ကသူ action မစခင်မှာခုနလိုဈေးနှုန်းပြန်ဖြေဖို့ပေါ့နော် customer ဈေးနှုန်းပြန်ဖြေဖို့မစခင်မှာကျမတို့ကိုဈေးနှုန်းပြန်ဖြေမှာသူကဒီ1000ဆိုတာကိုဖြေလိုက်ရမလားဒါမှမဟုတ်နင်းနဲ့ double check လုပ်တာပါလို့သူ instruction ပေးထားရဆိုရင်ကျမတို့အဲ့မှာအမှားကိုမြင်နိုင်တယ်သိနိုင်တယ်ပေါ့နော်ပြောတော့ approve ပေးလိုက်တော့မှသူကဘက်ကိုဈေးပြန်ပြောတာဆိုရင်ကျမတို့တက်လည်းအဆင်ပြေမယ်သူလည်းဆက်လုပ်သွားလို့ရမယ်လို့ကိုပေါ့နော်ပုံမှန်အဖြစ်ဖြစ်နိုင်ရင်တော့လူကဥဆောင်ပြီးတော့ AI ကို assist လုပ်ပြီးတဲ့ဟာကပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေပေါ့နော်before action မှာခုနကလိုမျိုး proposal တစ်ခု plan တစ်ခုဈေးနှုန်းတစ်ခုသူမေးလာတယ်လူက approve လုပ်လိုက်တယ်ပြီးတော့မှကျွန်တော်တို့အနေနဲ့ပြန်ပြင်လို့မရတော့တဲ့အမှားမျိုးဖြစ်နိုင်တဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ကလူက intervene လုပ်တာပို့ပြီးတော့အဆင်ပြေတယ်ဆိုလိုတာကလူပါဝင်ပြီးတော့သူလုပ်တဲ့ step တွေပေါ်မှာလူပါဝင်ပြီးဆုံးဖြတ်တာပို့ပြီးအဆင်ပြေတယ်action လုပ်နေတဲ့အချိန်မှာဆိုရင်လည်းအဲ့လိုပဲဥပမာဖြစ်ကျမတို့ကပစ္စည်းတစ်ခုရောင်းနေပေါ့ပစ္စည်းကဝစားထားလိုက်ပါတော့ဝစားတစ်ခုရောင်းနေ size တွေပါပြောလို့ရတယ်ကျမတို့ common question တွေပေါ့နော်ပုံမှန်မေးနေကြမေးခွန်းလေးဆို AI ဖြေရတာအန်ဒီရခင်းနေဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးcustomer ကဈေးလေးနည်းနည်း short ပေးပါလားလို့ဒါလေးကကျမအသားရောင်နဲ့များလိုက်လားမသိဘူးတော့အဲ့လိုမျိုးကျမတို့လူပြန်ဖြေမှရမယ့်ဟာမျိုးလို့သူ့အဖြေထဲမှာ common question ထဲမှာမဟုတ်တဲ့ question တွေဆိုရင်အကောင်းဆုံးကတော့သူက guess လုပ်ပြီးတော့ဖြေတာ AI မင်းစိတ်ထင်လို့ဖြေလိုက်ကွာဆိုတဲ့ instruction ပေးမယ့်အစားငါတို့ကိုပြန်ပြီးတော့ double check လုပ်ပါလို့သူ့ instruction ပေးထားတယ်ဆိုရင်တော့ကိုကပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်နောက်တစ်ခုကကြတော့ agent က act ပဲလုပ်မယ်လူကကြတော့နောက်ဆုံး audit ကိုလုပ်ချင်တဲ့ကိုစစ်ချင်တဲ့အဆင့်ကိုကိုယ်စစ်ထားလိုက်လို့ရှိရင်တော့ကိုယ့်အတွက်ကအန္တရာယ်လည်းနည်းမယ်ပေါ့နော်ဆိုတော့အန္တရာယ်နည်းနည်းနဲ့ကြတော့အလုပ်လုပ်လို့ရအောင် automation လည်းပါမယ်အန္တရာယ်နည်းနည်းနဲ့လည်းလုပ်လို့ရအောင်ဒီလိုမျိုး risk လေးတွေကို short ချလို့ရတယ်လူပါဝင်ပတ်သက်ပြီးတော့သူနဲ့တူတူ automation လုပ်တဲ့ဟာမှာလူပါဝင်ပတ်သက်တာကိုကျွန်တော်တို့ human in the loop လို့ခေါ်တယ် HITL လို့ကျွန်တော်တို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ AI agent ကိုဘယ်အခါမှာသုံးသင့်လဲပေါ့ကျွန်တော်တို့သုံးချင်တဲ့ process ကrepeatable ပေါ့ဒီနေ့နဲ့အချိန်ပေါင်းများစွာကျွန်တော်တို့လုပ်နေရတဲ့ဟာမျိုး definable ကျွန်တော်တို့ဖော်ပြလို့ရတယ်အဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်ကျွန်တော်တို့အနေနဲ့goal တေချာကိုကောင်းကောင်းချမှတ်နိုင်တဲ့ဟာမျိုးအဆင့်တိုင်းမှာလည်းတေချာ step လေးတွေစနစ်တကျရှိတဲ့ဟာမျိုးကိုကျွန်တော်တို့သုံးလို့ရတယ်နောက်ပြီးတော့ recoverable အမှားများတစ်ခုကိုလုပ်မိလို့ရှိရင်နစ်နာဆုံးရှုံးမှုတွေအများကြီးမရှိဘဲနဲ့ကိုက recover လုပ်လို့ရတဲ့ဟာမျိုးဆိုရင်ကျမတို့ကအဲ့သုံးချက်နဲ့ပြည့်စုံတယ်ဆိုရင် AI agent ကိုကျမတို့သုံးသင့်တယ်ပေါ့နော်ဒါမှမဟုတ်နှစ်ချက်လောက်ပဲပြည့်စုံတယ်ဆိုရင်တော့ခုနက human in the loop ပေါ့ fully automated မဟုတ်ဘဲနဲ့ human in the loop လူကအရေးကြီးတဲ့ဆုံးဖြတ်တဲ့ critical point နေရာတွေမှာလူကဝင်ပြီးတော့စစ်မယ်ဒါမှမဟုတ်လူကဝင်ပြီးတော့ approve ပေးမယ်လူက final decision လုပ်မယ်ဆိုတဲ့ဟာမျိုးမှာနှစ်ချက်လောက်ပဲဆိုရင်တော့အဲ့ဒီအတိုင်းပဲလုပ်တင်တယ်လူပါပြီးတော့ပေါ့နော်ဒါမှမဟုတ်တစ်ချက်လောက်ပဲကျမတို့ program processor တစ်ချက်လောက်ပဲမှန်နေသေးတယ်ဆိုရင်တော့ကျွန်တော်ကလူကပဲဥဆောင်ပြီးတော့လုပ်တဲ့ဟာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ agent ကိုခုနကကြားပြောလို့ပဲstep တွေအများကြီးအဆင့်တွေအများကြီးနဲ့ပါတဲ့process တွေမှာသုံးလို့ရတယ်repetitive skill လို့သူ handle လုပ်နိုင်ပေါ့နော်အခုတည်းရပဲလုပ်လို့အချိန်တထောင်ပဲလုပ်သူ handle လုပ်နိုင်နေ24နာရီပတ်လုံး run နိုင်နေ goal က clear ဖြစ်ပြီးတော့ပေးလိုက်တဲ့ goal ကလည်း clear ဖြစ်မယ်
အောက်ကမ်းမှာလည်းကျွန်တော်တို့နေတိုင်းလို့ရတဲ့ဟာမျိုးဖြစ်တဲ့ဟာမျိုးကိုပဲသူ့ကိုခိုင်းတင်တယ်ပေါ့နော်နောက်ပြီးတော့ခုနလိုပဲကျွန်တော်တို့ဘယ်အခါမှာ avoid လုပ်တင်လဲဆိုတော့လူကပါဝင်ပတ်သက်ပြီးတော့ဖြေရတဲ့အဖြေမျိုးတွေဒီလိုစိတ်ခံစားမှုနဲ့ပါတဲ့အဖြေမျိုးတွေပေါ့နော်ဆိုတော့အဲ့ဒါမျိုးဆိုရင်တော့ကျမတို့ကလူကိုယ်တိုင်ပဲဖြေတင်တယ်အဲ့ဒီ process မျိုးဆိုရင်တော့လေကိုက AI ကိုသိတဲ့မခိုင်းမဲနဲ့ကိုပါဝင်ပြီးတော့ခိုင်းတဲ့ process ပဲဖြစ်စေဒါမှမဟုတ်ကိုယ်တိုင်ဖြေတာပဲဖြစ်စေကိုလုပ်တင်တယ်ပေါ့နော်နောက်တစ်ခါတော့မှားလိုက်တဲ့အမှားခုနကလိုမျိုးဈေးနှုန်းကြီးမှားလိုက်တာနဲ့ပေးလိုက်တာနဲ့ snowball effect ဖြစ်ပြီးနောက်ဆုံးကိုတိမ်မောင်းများစွာဆုံးရှုံးသွားရမယ်ပြန်ပြင်လို့လည်းမလွယ်တော့ဘူးဆိုတဲ့ဟာမျိုးကိုသူ့ကိုခိုင်းမယ်ဆိုရင်အဲ့ဒါမျိုးဆိုရင်တော့အဲ့ step တွေမှာကိုရှောင်တင်တယ်ပေါ့နော်နောက်တစ်ခုကတော့ goal ကကိုယ်တိုင်မကွဲပြားဘူးဒါမှမဟုတ်ဒီနေ့တစ်မျိုးပြောင်းနေတဲ့ goal မျိုးဆိုရင်လည်းကိုမလုပ်သင့်ဘူးနောက်တစ်ခုကတော့ audit ပေါ့နော်ကျွန်တော်တို့အနေနဲ့ဥပမာအဖြစ်စီးရင်စစ်တို့လိုတယ်စီးရင်စစ်တဲ့ခါမှာလည်းတက်တေပြမှုလိုတဲ့ဟာမျိုးတွေကိုဆိုရင်တော့ကျမတို့က agent ကိုတုံးတာရှောင်တင်တယ်ဘာလို့ဆိုသူကကျတော့ကျမတို့ကိုတစ်ခုပေးလိုက်တဲ့ဆိုရင်လေယာ process တွေကိုကျမတို့အနေနဲ့မသိရဘူးသူအဆအဆုံးလောက်သွားမှာသူက result ပဲပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျားရဲ့ step တွေက audit စစ်ဖို့လိုတယ်ဆိုရင်သူ့ကိုမခိုင်းတာဒါမှမဟုတ် evidence ရှိအောင်တစ်ခုခုထုတ်ခိုင်းတာထုတ်ခိုင်းတာအဲ့ဒါမျိုးနဲ့မှအဲ့လို instruction မျိုးနဲ့မှကိုကအဆင်ပြေမယ်ပေါ့နော်ဒီလိုဟာမျိုးတွေရှိတယ်ဆိုရင်တော့ agent သုံးတာကိုရှောင်တင်တယ်အဲ့တော့ automation မှာဆိုရင်ရိုးဒီ app script တို့ဟာတို့သုံးပြီးတော့ဖြစ်စေ coding သုံးပြီးတော့ဖြစ်စေ agent သုံးပြီးတော့ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ် automation လုပ်မယ်လို့ကို process ကိုဆုံးဖြတ်သွားပြီဆိုရင်ကျတော့အရေးကြီးတဲ့လိုအပ်ချက်နှစ်ခုရှိရပေါ့နော်အလုပ်တွေပါပထမတစ်ခုကတော့ကျမတို့ပေးတဲ့ data က clean data ဖြစ်ရမယ်ပေါ့နော်ဆိုလိုတာကကျမတို့ကautomation လုပ်တော့မယ်ဆိုရင်ကျမတို့ပေးလိုက်တဲ့ data ပေါ်မှာ AI ကအခြေခံပြီးလုပ်မှာဖြစ်တဲ့အတွက်ကျမတို့ data ကသေချာတိကျပြတ်သားပြီး format ရှိတဲ့ data မျိုးဖြစ်တဲ့နေနောက်တစ်ခုကတော့ကျမတို့က process ကို workflow process ရှိတဲ့နေပေါ့နော်ဥပမာအဖြစ်ဈေးနှုန်းမိမယ်ပြန်ဖြေမယ်ဘာတွေပြန်ဖြေမယ်ဘာထပ်မေးမယ်ဆိုရဲအဲ့လိုအဆင့်ဆင့်ဆင့်နဲ့ကိုကဘာပြီးရင်ဘာလုပ်မယ်ဆိုရဲအဆင့်ဆင့်ဒီ process guideline တွေချထားတာရှိတဲ့နေပေါ့နော်အဲ့ဒီဟာမရှိဘဲနဲ့အဲ့နှစ်ခုမရှိဘဲနဲ့တော့ automation လုပ်ဖို့ကအရန်ခက်တယ်တနေရာမှာသွားပြီးတော့တစ်နေလေးရှိရဲအဲ့ဒါမရှိဘူးဆိုရင်သိသိစာတိကျမရှိဘူးဆိုရင်ဒါကတော့ automation process ပဲအရေးကြီးတဲ့ချက်ကလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်